တင်တများကျင့်သုံးခြင်းဆိုင်ရာဥပဒေနဲ့တရားစွဲဆိုတဲ့အခါမှာဘယ်မှာဆွဲရမလဲဆိုပြီးတော့မေးထားတဲ့မိကုန်းပဲဖြစ်ပါတယ်ရှင်။သူကတော့ရောင်းမြသူ့အမျိုးသားကတော့ရန်ကုန်သားဘယ်မှာဖြစ်ဖြစ်အမှုရင်ဆိုင်လို့ရလားရှင်ဆိုပြီးတော့မေးထားပါတယ်ရှင်။ဒီမိကုန်းကိုတော့တင်တများကျင့်သုံးခြင်းဆိုင်ရာဥပဒေနဲ့တရားစွဲဆိုတဲ့အခါမှာဘယ်လိုမျိုးတွေဆောင်ရွက်ရမယ်ဆိုတဲ့အကြောင်းကိုကျွန်မဖြေကြားထားတဲ့ TikTok ရဲ့အောက်မှာမိထားတဲ့အတွက်ကြောင့်မလို့ဒါရာဇဝတ်မှုအတွက်မိမြန်းထားတယ်လို့ကျွန်မယူဆပါတယ်ရှင်။ရဲရီပိုင်နဲ့ဒီအမှုတွေဆိုရင်ပေါ့နော်ဘယ်ရဲစခန်းမှာဖြစ်ဖြစ်အမှုဖွင့်တိုင်ကြားလို့ရပါတယ်။ဒါကတော့ရာဇဝတ်ကျင့်ထုံးဥပဒေနဲ့ရဲလက်ဆဲတွေအရာကျွန်မဖြေကြားခြင်းဖြစ်ပါတယ်ရှင်။ဒါပေမဲ့လည်းဒီကိုအမှုဖွင့်တဲ့ရဲစခန်းကဒီစီရင်ပိုင်ခွင့်ရှိတဲ့ရဲစခန်းဆိုရင်ပို့အဆင်ပြေတယ်။ဘယ်လိုမျိုးစီရင်ပိုင်ခွင့်ရှိလဲဆိုရင်အချင်းဖြစ်ပွားရအရက်ပေါ့နော်ဒီလိုအချင်းဖြစ်ပွားရအရက်ဆိုတာကကြတော့ကို့အမျိုးသားနဲ့ဒီတခြားအမျိုးသမီးနဲ့ပေါင်းတင်နေတဲ့အရက်ပေါ့နော်ဥပမာသူနဲ့ကိုယ်နဲ့ကတော့ရန်ကုန်မှာပေါင်းတင်တယ်သူလည်းရန်ကုန်သားကိုယ်လည်းရန်ကုန်သူရန်ကုန်မှာပေါင်းတင်တယ်ဒါပေမဲ့အမျိုးသားဖြစ်သူကတခြားတစ်ယောက်ကိုသွားပေါင်းတင်တဲ့နေရာကြတော့မန္တလေးမှာမန္တလေးဘယ်မျိုးနေမှာပေါ့ပေါင်းတင်တယ်ဒါမှမဟုတ်လေမန္တလေးကဟိုတယ်တစ်ခုတဲခိုဟန်တစ်ခုဒါမှမဟုတ်လေအမျိုးအိမ်မှာတွားပြီးတော့ပေါင်းတဲ့အထောက်ထားတွေရှိတယ်ဒါဆိုရင်အဲ့ဒီမြို့နယ်ကရဲစခန်းမှာအမှုဖွင့်ရမှာပါရှင်ဒါမဲ့မျိုးသားကအဲ့ဒီမြို့နယ်ရရဲစခန်းမှာအဲ့ဒီပေါ့နော်အချင်းဖြစ်ပွားအရက်မှာမနေဘူးရန်ကုန်ကိုပြန်လာတယ်ဆိုရင်တော့တရားခံရှိတဲ့အရက်မှာအမှုဖွင့်ရမှာရှင်အဖြစ်တော့အဲ့လိုပြောရလဲဆိုတော့တရားခံဖမ်းဆီးတဲ့အခါမှာတရားခံရှိတဲ့အရက်မှာအမှုဖွင့်တာပိုအဆင်ပြေပါတယ်တကယ်လို့တရားခံအဆင်ပြေပွားရက်ကတော့မန္တလေးဒါပေမဲ့သူကရန်ကုန်မှာရှိတယ်တကယ်အမှုဖွင့်တင်တာကတော့အဆင်ပြေပွားအရက်ဖြစ်တယ်မန္တလေးဆိုပေမဲ့လည်းတရားခံဖမ်းဆီးတဲ့အခါကျရင်မန္တလေးမှာအမှုသွားဖွင့်တယ်မန္တလေးရရဲကနေပြီးတော့မြို့နယ်ရဲမြို့နယ်မှာရှိတဲ့ဒီမြို့မှာရဲစခန်းကနေပြီးတော့ရန်ကုန်မှာတရားခံနေတဲ့အရက်ကစီကိုလှမ်းအကြောင်းကြားပြီးတော့တရားခံကိုဖမ်းဆီးပြီးတော့ဒီဘက်ကိုလွှဲရတယ်အလုပ်တွေလည်းအရန်ရှုပ်တယ်အချိန်ကြီးလည်းကြန့်ကြာလို့ပါရှင်အဲကြောင့်မလို့ဒီဘယ်ရက်မှာအမှုဖွင့်ရမလဲဆိုရင်အချင်းဖြစ်ပွားရအရက်ဒါမှမဟုတ်တရားခံရှိရရက်ပေါ့နော်ဆရာမကြီးအချင်းဖြစ်ပွားရရက်ကသူကမန္တလေးမှာလည်းပေါင်းတယ်ဒီမှာလည်းပေါင်းတယ်ရန်ကုန်မှာလည်းပေါင်းတယ်ဆိုတော့မှဖွင့်လို့ရတယ်အဲ့ဒါဆိုရင်တော့ဘာမှမစင်စားနဲ့တရားခံရှိတဲ့အရက်မှာပဲဖွင့်လိုက်ပါရှင်ကျေးဇူးတင်ပါတယ်